Hello တတမီတို့အားလုံးမင်္ဂလာပါဒီနေ့ဦးပြောပြမယ့်ပုံပြင်လေးကတော့မော်ငါးကလေးပုံပြင်မျိုးဖြစ်ပါတယ်တခါတော့ကရွက်တရွက်မှာဖိုးဦးနဲ့ဖွားဦးလေးများနေထိုင်နေတဲ့ဖိုးဦးကနေတိုင်းမြစ်ထဲမှာငါးတော်များတာပေါ့ကွယ်ဒီနေ့မှာတော့ဖိုးဦးဟာမြစ်ထဲမှာအလွန်မတန်ထူးဆန်းတဲ့ငါးတကောင်ကိုဖမ်းမိခဲ့တယ်တဲ့အဲ့ဒီငါးကလေးဟာစကားပြောတတ်တယ်တဲ့ငါးကလေးကကျွန်တော်ဟာမော်ငါးကလေးပါကျွန်တော်ကိုလှုပ်ပေးရင်တင်လို့ရှိတာဘာမှမဆိုပြပါမယ်လို့ပြောတယ်ဒီတော့ဖိုးကတေဟာမော်ငါးကလေးဖြစ်တဲ့အတွက်လှုပ်ပေးလိုက်ပါမယ်။ငါတို့ကတော့ဘာမှမလိုအပ်ပါဘူးလို့ပြောပြီးငါးကလေးကိုလှုပ်ပေးလိုက်ပြီးတော့အိမ်ပြန်သွားတယ်တဲ့။ဖိုးကအိမ်ကိုပြန်သွားပြီးတော့သူ့မိမကိုငါးကြောင်ပြောပြလိုက်တယ်။ဖိုးကရှင်မတောင်းလိုက်လဲမိတော့ဖိုးကဘာမှမတောင်းလိုက်ပါဘူးငါတို့မှလိုမလိုပဲလို့ပြောတယ်တဲ့။အဲ့ဒီခါဖိုးကရှင်းကယူပဲကျမတို့မှလိုတာတွေကအများကြီးပဲလေ။ရှင်းချက်တဲ့အိုးတွေလည်းပေါက်ကုန်ပြီချက်စရာအိုးတွေလိုတယ်လို့ပြောလိုက်ပါလို့ပြောတယ်။ဖိုးကမြစ်ကိုပြန်သွားရတာပေါ့မောင်ငါးကလေးငါဟင်းချက်ကိုပိုးတစ်ကိုလူကျင်တယ်လို့ပြောတော့မောင်ငါးကလေးပေါ်လာတယ်မောင်ငါးကလေးကအဖိုးအိမ်ကိုပြန်သွားပါဟင်းချက်စရာအိုးတစ်တွေရပါလိမ့်မယ်လို့ပြောတယ်ဖိုးအိမ်ကိုပြန်ရောက်တော့ဟင်းချက်ကိုအိုးတစ်တွေကိုတွေ့ရတယ်ဖိုးကဓာတ်ပြင်ပါတောင်းခဲ့သေးလဲလို့မေးတယ်ဖိုးကဘာမှမတောင်းလိုက်ပါဘူးငါတို့မှလိုမလိုပဲလို့ပြောတော့ဖိုးကချင်းဟာယူပဲကျမတို့မှလိုတာတွေအများကြီးပဲလေကျမတို့အိမ်ဟာတေးပြီးအိုးနေပြီအခုသွားပြီးအိမ်တက်လိုတယ်လို့ပြောလိုက်လို့ပြောတယ်တဲ့ဖိုးကမြစ်ကိုပြန်သွားပြီးတော့မောင်ငါးကလေးငါအိမ်တက်တလုံးလိုချင်တယ်လို့တောင်းဆိုလိုက်တော့မောင်ငါးကလေးကပေါ်လာပြီးဖိုးအိမ်ကိုပြန်သွားလိုက်ပါအိမ်တက်တလုံးရပါလိမ့်မယ်လို့ပြောလိုက်တယ်ဖိုးအိမ်ကိုပြန်ရောက်တော့အိမ်တက်တလုံးတွေ့ရတယ်သူ့မိမကဓာတ်ပြင်ရှင်ဘာတွေတောင်းခဲ့သေးလဲလို့မေးလိုက်တယ်။ဘာမှမတောင်းဘူးလေငါတို့မှလိုမလိုပဲလို့ကိုကပြောလိုက်တယ်။အဲ့ဒီကဘွားဦးကရှေ့ဟယူပဲကျမတို့မှလိုတာတွေအများကြီးပဲကျမတို့မှပတ်စံမရှိဘူးအခုသွားပြီးပတ်စံအများကြီးလိုတယ်လို့ပြောလိုက်ပါအောင်လို့ပြောလိုက်တယ်။ဖိုးကမြစ်စိတ်ကိုပြန်သွားတယ်မြစ်စိတ်ကိုရောက်တော့မောင်ငါးကလေးပတ်စံအများကြီးလိုချင်တယ်လို့ပြောလိုက်တယ်။မောင်ငါးကလေးပေါ်လာပြီးအိမ်ကိုပြန်သွားပါပတ်စံအများကြီးရပါလိမ့်မယ်လို့ပြောလိုက်တယ်ဖိုးအိမ်ပြန်ရောက်တဲ့အခါအိမ်ထဲမှာပတ်စံအများကြီးကိုတွေ့ရတယ်။ဖွားဦးကဓာတ်ပြင်ရှင်ဘာတွေတောင်းခဲ့သေးလဲလို့မေးလိုက်တယ်။ဖိုးကဘာမှမတောင်းလိုက်ပါဘူးငါတို့မှလိုမလိုပဲလို့ပြောလိုက်တယ်။ဖွားဦးကရှင်းဟာယူပဲကျမတို့မှလိုတာတွေအများကြီးပဲအခုသွားပြီးကျမကိုငယ်ပြီးလှအောင်လုပ်ပေးပါလို့ပြောလိုက်လို့ပြောခိုင်းလိုက်တယ်။ဖိုးကအမြစ်ကိုပြန်သွားပြီးကိုရောက်တော့ဖိုးဟာမြစ်ကိုပြန်သွားပြီးကိုရောက်တော့မောင်ငါးကလေးအဖွားကိုငယ်ပြီးလှအောင်လုပ်ပေးပါအောင်လို့ပြောလိုက်တယ်။မောင်ငါးကလေးဟာပေါ်လာပြီးအိမ်ကိုပြန်သွားပါအဖွားကငယ်ပြီးလှနေပါလိမ့်မယ်လို့ပြောလိုက်တယ်။အဖွားကငယ်ပြီးလှနေပါလိမ့်မယ်လို့ပြောလိုက်တယ်။ဖိုးကိုအိမ်ပြန်ရောက်တော့သူ့မိမငယ်ပြီးလှနေတာတွေ့ရတယ်။ဖွားကထပ်ပြီးတော့ရှင်သားပြင်ပါတောင်းခဲ့တယ်လေလို့မေးပြတယ်။ဘာမှမတောင်းခဲ့ပါဘူးငါတို့မှဘာမှမလုပ်ပဲလို့ပြောလိုက်တာပေါ့။အဲ့ဒီခါဖွားကကျမကိုကဘာပေါ်မှာတကူကြီးဆုံးလို့ဖြစ်အောင်လုပ်ပေးပါလို့ပြောလိုက်လို့ပြန်ပြောလိုက်တယ်။ဘိုးကမြို့ကိုပြန်သွားရတာပေါ့။မြို့ကိုလည်းရောက်ရောမောင်ငါးကလေးဘောက်တီကဘာမှာတကူကြီးဆုံးလို့ဖြစ်အောင်လုပ်ပေးပါအောင်လို့ပြောတော့မောင်ငါးကလေးကပေါ်လာပြီးတော့တင်တောင်းတာတွေများနေပြီလို့ပြောပြီးတော့ဘိုးကိုကူသွားတော့တယ်။ဖိုးအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူ့ဟင်းချက်စရာအိုးတွေဟာဟောင်းပြီးပေါက်နေတယ်။အိမ်ကလည်းသေးပြီးတော့အိုနေတယ်။နောက်ပြီးသူ့မမကလည်းအိုနေတယ်။အဲ့ဒီခါဖိုးကငါမှဘာမှမလုပ်ဘူးအလုံးလောက်ရှိတယ်လို့ပြောလိုက်တဲ့ကွယ်ဒီတော့သားတို့ညီတို့လည်းကိုလူချင်းတဲ့ຢာတိုင်းကိုများစီကတောင်းတဲ့ကြည့်မျိုးကိုရှောင်ကျင်ကြစေချင်ပါတယ်ကဲနောက်နေ့တွေမှာနောက်ပုံမြင်တဲ့တွေနဲ့ဆုံရရအောင် I love you all ပါ